ဒီဆိုတော့ဘုရားကြီးရဲ့စကားတော်ကိုယူပြောရမယ်ဆိုရင်တော့အဝီကြီးကြနိုင်တဲ့ကံအနန္တရှိတယ်။ပြိတ္တာဖြစ်နိုင်တော့တိရစ္ဆာန်ဖြစ်နိုင်တော့ကံအနန္တရှိတယ်။အဲ့ဒီကံတွေကလက်လက်ဆက်ဆက်ပဲအပင်ပေါက်ဖို့ရန်တင်ဖြစ်နေတဲ့မျိုးစေ့တွေလိုပဲသူတို့ကိုလုံးဝမချေဖြစ်ရသေးဘူး။အဲ့ဒါအကေရီမြန်တက္ကာယဒိဋ္ဌိကိုဖယ်နိုင်မယ်ဆိုရင်အတိတ်တန်တရားတစ်လျှောက်လုံးကပြုခဲ့တဲ့အပေချနိုင်တဲ့အကုသိုလ်ကံတို့သည်အကုန်လုံးအဟောတိကံဖြစ်မယ်။ဟုတ်ရဲ့လားခုတက္ကမတို့ဥစ္စလိုအတိတ်ကံအနန္တအကုသိုလ်ကံတွေကိုမချေဖြစ်ရသေးဘူးမချေအတိတ်ကံတွေကိုမချေဖြစ်ရသေးတာလည်းလားဆိုတော့မဟုတ်ဘူးအနာဂတ်မှာအပေကိုကြစေနိုင်တဲ့အကုသိုလ်ကံအနန္တကိုလည်းပြုလက်တန့်ရှိသေးတယ်အတိတ်ကမျိုးစေ့တွေအများကြီးကိုသိမ့်ပိုက်ထားတဲ့အပြင်နောက်ထပ်မျိုးစေ့တွေထပ်ပြီးတော့ရအောင်စုနေသေးတယ်အကယ်၍တက္ကာယဒိဋ္ဌိကိုသာဖယ်နိုင်မယ်ဆိုရင်တော့အပေချနိုင်တဲ့အတိတ်ကံတွေကိုလည်းပဲခြေဖြတ်ပြီးသားဖြစ်မယ်။နောက်မှလည်းပဲအပေချနိုင်တဲ့အကုသိုလ်ကံမှန်သမျှတခါတည်းကျူးလွန်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး